နဲ့ဘာလာလောက်တာလဲဘာလာလောက်တာလဲလို့မေးနေရလေ ဘာလာလောက်တာ ခင်ဗျားကိုမေးနေရဘာလာလောက်တာလဲလို့ ဟုတ်တယ်ဟိုကိုပြန်မေးနေတာဘာလာလောက်တာလဲဒီဘာလို့ပါ ခါပဲ တော်တော်လှတယ်ဟဲ့အော်ပါရီဒီဘုံပွင့်နေလိုက်တော့တော်လှတယ်နော်တော်လှတာ ဟာခင်ဗျားဦးကြောင်ကြောင်လာမလို့နဲ့နော်ထဲမှာအဖေရှိရဲ့ အော်ဟုတ်ပြီတတိယပြီလိုင်းကိစ္စဟိုလက်စွပ် ဘာလဲဆိုလဲ စစ်လက်စွပ်လေ ဘာစစ်တယ်လဲဆိုလဲ စစ်လက်စွပ်ဝတ်မလားလို့ ကိုတော့ကိုတို့ကျပြေတော့မှာပဲ အဲ့ဒါနောက်မှလက်စွပ်ကြောင်လာပြီးတော့နော် လူကမ်းဒီဦးကြောင်ကြောင်နဲ့နေနေယူညာလိုက်တာဘယ်ရောက်သွားပြီ ရှိပါလေဒီမှာရှိတယ် ခင်ဗျားဘာလုပ်နေရလဲအိမ်မှာ ဟိုအဲ့တော့လေတပီပန်းလေးများခူးသွားမလားလေအဲ့ဒါ ဟောဒီလူတော့ငါလုံးပြီးရမယ်နော် လာလို့လိုက်ပါလို့လိုက်ပါမလို့ပါနဲ့ ကိုကြီးကသူများကိုပဲပြောချင်နေနဲ့ကိုကြီးကြတော့အလောက်ကင်မမဲရဘာရှိလို့လဲ 哎呀，你操我这个，我要找人了。 အောင်မလေးကျွဲပါဆက်ကလက်စကားထွက်လို့ဟမ်သူ့အသားရည်နဲ့ပြသူများအသားရည်ထိလို့မတတိဘူးတဲ့ထွေး ဘယ်ထွေးတယ်ကဘာလုံးကိုကင်လောက်ခဲ့တဲ့ ဩတကဘာလုံးကိုကင်လောက်ခဲ့တယ်ဘာလို့ချက်ပြောနေလဲ အေးဒီကောင်ပြောတဲ့အတိုင်းပဲကဘာ အားပြုတ်ခွေခပြသုံးနဲ့တော့အောင်လို့ ဘာငါဦးလေးနဲ့သုံးနှမအောင်လေခေါင်းကြီးကမှပထမကြီးအောင်တယ်လေလူကြီးလို့မသိရဘူးလားကွာလူကြီးလို့လေ ဘယ်တော့ပေါတွေကိုခါပိတ်မယ်ကျုပ်ပိတ်မယ် ဟုတ်ဝယ်ပိတ်လိုက်ပါမလား You know ခမရတို့ရှိုင်းမဲ့ဇက်ကားအတွက်မင်းသားရွေးပြီးသွားပြီ အင်းနာမရွှေ့ရသေး အဲ့ဆိုလို့ရှိရင်ကျုပ်မင်းသားလုပ်မယ် ဘူးကိုရုပ်ကိုရလေးနဲ့ချွတ်ချွတ်လှလှလေးလေဟွာမင်းသမီးလောက်ပါလားငါတော့မင်းသမီးလောက်ချင်တာအဲ့မဟုတ်လေမင်းသမီးလောက်တရုပ်ဆောင်နေတာလို့မတူလို့ ကိုယ်မပြောနဲ့ကျုပ်မင်းသားလုပ်မယ် မဟုတ်လေမင်းသားလုပ်လို့မရဘူးလေမင်းသမီးကမင်းသမီးပဲဖြစ်ရမှာ ဟာအနုပညာဘောက်ခက်ချင်တာ မခတ်ချင်ပါ ကျုပ်ပြချင်တဲ့နုပညာကောင်းကိုကြောက်ရအောင် ပြချင်တဲ့ချိန်ပြလို့ရပါတယ်ပြကြိုက်တဲ့ချိန်ပြအာမနာနဲ့ချတာပြလိုက်ရတယ်ဗါလိဟိုမင်းသားနေရာနေတရုပ်ဆောင်နေတာဆိုတော့ဘလူးကရိုက်တာမျိုးလေးကိုတရုပ်ဆောင် အဲ့လိုကြမ်းတဲ့ကာရီတာမျိုးကနေ အမလေးဗျာ